ဟစ်တလာရဲ့အကြောင်းသိတဲ့အချက်12ချက်1ဟစ်တလာဟာဩစတြီးယားနိုင်ငံသားပါ1889ခုနှစ်ဧပြီမှာမွေးခဲ့တဲ့ဟစ်တလာဟာဩစတြီးယားနိုင်ငံသားဖြစ်ပြီးဘာနိုအမ်အင်မှာမွေးခဲ့တာပါဂျာမန်အမျိုးသားရေးဝါဒီအနေနဲ့ဘယ်လိုယက်တည်ခဲ့သလဲဆိုတာထူးဆန်းကြမှာဖြစ်ပေမဲ့ဩစတြီးယားမှာအထူးအဆန်းမဖြစ်ဘူးလို့ဆိုပါတယ်ပြင်းထန်တဲ့ဂျာမန်အမျိုးသားရေးစိတ်သက်ရှိသူအထက်တန်းကျောင်းဆရာရဲ့ဩဇာလွှမ်းမိုးမှုနဲ့ဟစ်တလာကဂျာမနီအပေါ်မှာတစ္ဆာစောင့်သိခဲ့ခြင်းဖြစ်တယ်လို့ဆိုကြပါတယ်။နှစ်သူဟာစိတ်ပျက်စရာကောင်းတဲ့အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။ဟစ်တလာဟာဗီယက်နာမြို့မှာရှိတဲ့အနုတုခုမကျောင်းမှာတက်ရောက်ဖို့1900ခုနှစ်ကနေ1908အထိဝင်ခွင့်ဖြေဆိုခဲ့ပြီး2ကြိမ်ကြာရှုံးခဲ့ပါတယ်။ဘီသူကာလက်ရာတွေမှာထူးချွန်မှုအချို့ရှိခဲ့ပေမဲ့လူသားပုံစံဖော်ဆောင်မှုအပိုင်းမှာတော့အသေးစိတ်မကြပဲအသက်ကင်းမဲ့ပါတယ်တဲ့။ဒါပေမဲ့ဟစ်တလာကအနုပညာကိုစိတ်ဝင်စားမှုကမကုန်ခဲ့ပါဘူး။အနုပညာခရီးစည်းပြောင်းလဲမှုကိုဝေဖန်ခဲ့ပြီးထိုခေတ်ကကမ္ဘာကျော်အနုပညာရှင်တွေဖြစ်ကြတဲ့ကလေးနဲ့ပကာဆိုရီရဲ့လက်ရာတွေကိုဂျာမန်ပြတိုက်တွေကနေဖြုတ်ချပြီးရှုံချတဲ့ပြပွဲမှာထားစီခဲ့ပါတယ်။စစ်အတွင်းကာလမှာလည်းသူ့အမိန့်နဲ့နာဇီတွေဟာအနုပညာလက်ရာပေါင်းများစွာကိုသူ့အတွက်သီးသန့်သိမ်းဆည်းစုဆောင်းခဲ့ကြရပါတယ်။အသေးစိတ်စီရင်ကိုတော့ယခုအချိန်ထိမသိရပါဘူး။၃သူဟာအိုးအိမ်မဲတယောက်လိုနေထိုင်ခဲ့ပူပါတယ်။ဟစ်တလာရဲ့အနုပညာရှင်ဖြစ်ခြင်းနဲ့ဆန္ဒမပြေဝခဲ့ခြင်းရဲ့နောက်မှာအကျိုးဆက်အနေနဲ့ငွေကြေးဆိုင်ရာကိစ္စတွေပါလာခဲ့ပါတယ်။သူ့ရဲ့ပကြီးကပို့စကတ်နဲ့ကြော်ညာတွေကိုရောင်းချရမှာအောင်မြင်မှုမရဘဲငွေကြေးအမြောက်အများကုန်ကျခဲ့ရတဲ့အတွက်သူဟာဗီယက်နာမှာရှိတဲ့အိုးအိမ်မဲအမိုးအကာတစ်ခုမှာနေထိုင်ခဲ့ရပါတယ်။အချိန်က1909ခုဒီဇင်ဘာလမှာဖြစ်ပါတယ်။နောက်ပိုင်းသူဟာ1913အထိအမျိုးသားအဆောင်မှာနေထိုင်ခဲ့ရပါတယ်။၄ပထမကမ္ဘာစစ်အတွင်းမှာဟစ်တလာဟာဒဏ်ရာရခဲ့ဖူးပါတယ်။သူဟာဩစတြေးလျနိုင်ငံသားအဖြစ်နဲ့ခြေလျင်တပ်တွင်တာဝန်ထမ်းဆောင်ခဲ့ပြီးသူ့ရဲ့တပ်မဟာတစ်နှစ်ခွဲအတွင်းတဝက်လောက်အထိသေဆုံးဒဏ်ရာရခဲ့ပါတယ်။နောက်တော့သူဟာတပ်ရင်းရဲ့သတင်းပေးပို့သူဖြစ်ခဲ့ပါတယ်။1916ဆိုမန်တိုက်ပွဲမှာခြေထောက်ဒဏ်ရာရခဲ့တယ်လို့1918မှာလည်းဓာတ်ငွေကြောင့်ယာယီမျက်စိကွယ်ခဲ့ရပါတယ်။ဟစ်တလာကစစ်ပွဲအတွင်းရဲစွမ်းသတ္တိအတွက်1914တွင် Iron Cross ဒုတိယတန်းဆုနဲ့1918တွင် Iron Cross ပထမတန်းဆုတွေချီးမြှင့်ခြင်းခံခဲ့ရပါသေးတယ်။ငါဟစ်တလာဟာနိုင်ငံတော်ပုန်ကန်မှုအတွက်အများကြီးလုပ်ခဲ့ပါတယ်။1923မှာနာဇီပါတီရဲ့မအောင်မြင်တဲ့အာဏာသိမ်းမှုအပြီး2ရက်အကြာမှာနိုင်ငံတော်သစ္စာဖောက်မှုကိုဦးဆောင်ခဲ့တဲ့အတွက်အဖမ်းခံခဲ့ရပါတယ်။သူကိုစာနာတဲ့တရားသူကြီးတွေကဧည့်သည်တွေ့ခွင့်မပေးဘဲထောင်ဒဏ်9နှစ်သာချမှတ်ခဲ့ပါတယ်။6ဟစ်တလာဟာရွေးကောက်ပွဲမှာကိုယ်တိုင်တစ်ခါမှအနိုင်မရဘူးပါဘူး။1932ဧပြီမှာဟစ်တလာဟာသမ္မတလောင်းအနေနဲ့ပြိုင်ဘက်ဘောဗန်ဟင်တင်ဘတ်ကိုရှုံးခဲ့ပါတယ်။သို့ပေမဲ့ဇွန်လအတွင်းမှာနာဇီပါတီကမဲ39%အနိုင်ရခဲ့ပြီးအကြီးဆုံးပါတီဖြစ်လာခဲ့ပါတယ်။1933ဇန်နဝါရီမှာတော့ဟစ်တလာဟာအဓိပတိအဖြစ်ခန့်အပ်ခံခဲ့ရပါတယ်။သမ္မတရာထူးမပါဘဲအလုံးစုံသောအာဏာကိုလွှဲပြောင်းရယူပြီးတဲ့နောက်ဟစ်တလာကအာဏာရှင်လုံးဖြစ်ခဲ့ရပါတယ်။ခွန်ဟစ်တလာဟာ1938ခုနှစ်တိုင်းမဂဇင်းရဲ့တစ်နှစ်တာအထင်ရှားဆုံးနဲ့အကောင်းဆုံးလူသားအဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။ထိုအချိန်တွေဟာသူဟာဂျာမနီနိုင်ငံကိုစစ်ပွဲတွေစီမဦးဆောင်မီအချိန်ကာလတွေပါ။ဒါအပြင်ဟစ်တလာဟာဆွီဒင်ဥပဒေပြုအမတ်တယောက်ရဲ့နိုဘယ်ငြိမ်းချမ်းရေးဆုအတွက်နာမည်တင်သွင်းခြင်းခံခဲ့ရပါသေးတယ်။အလေးအနက်ပြုမခံခဲ့ရတဲ့အပြင်စည်ရင်းတင်သွင်းထားခြင်းကိုလည်းရုပ်သိမ်းခံခဲ့ရပါတယ်။ပြီးနောက်ဟစ်တလာကဂျာမန်လူမျိုးအလုံးမိသည့်နိုဘယ်ဆုကိုမှလက်မခံဘူးတားမြစ်ခဲ့ပါတယ်။ရှစ်တုတ်တင်ရေးစခန်းတွေကိုဟစ်တလာဘတော်မှမလာပါဘူး။ Holocaust ဟာဟစ်တလာရဲ့အဆိုးဆုံးအမွေတစ်ခုဖြစ်ခဲ့တာသိကြပါတယ်။ဟစ်တလာကတော့သူ့ရဲ့သေမင်းတမန်စခန်းတွေကိုဘယ်တော့မှတွားရောက်မလဲပတ်ခဲ့ပါဘူး။လူမျိုးတုံးတပ်ဖြတ်မှုတွေကိုလှုပ်ဆောင်ရတာနှစ်သက်ပျော်ရွှင်ခဲ့ကြောင်းတွေ့ရတဲ့အပြင်တန်ရာကင်းကင်းနဲ့လှုပ်ခဲ့တာဖြစ်ပါတယ်တဲ့
ကိုတရိษံတက်တာချောင်းကြီးရေးပိုင်းမှာအောင်မြင်ခဲ့သူဟစ်တလာဟာကဘာပေါ်ရှိလူတွေကိုရက်ဆက်ကြမ်းကြုတ်ခဲ့ပေမဲ့တရိษံတွေရဲ့အခွင့်အရေးနဲ့တက်တာချောင်းကြီးရေးပိုင်းမှာတော့တော်တော်လေးကိုတက်ကြွခဲ့တာအံ့ဩစရာတစ်ခုပါပဲမြင်းပြိုင်ပွဲနဲ့အမဲလိုက်ခြင်းကိုစန့်ကျင်ခဲ့သူဖြစ်တဲ့ဟစ်တလာဟာသူကိုယ်တိုင်ကတက်လွတ်စားသူဟုတ်မဟုတ်ညင်းနေကြတော့ပါ10ဟစ်တလာဟာကျမ်းမာရေးကောင်းသူတစ်ယောက်မဟုတ်ပါဘူးသူဟာကျမ်းမာရေးဆိုင်ရာပြဿနာများသူဖြစ်ပြီးအသက်ကိုနှီးမျိုးစုံနဲ့ဆွဲဆန့်ထားခဲ့ရသူပါအချို့သောသမိုင်းပညာရှင်တွေကသူ့မှာစစ်ဖလစ်ယောဂပါကစ္စတန်ယောဂတွေအပြင်တခြားယောဂပေါင်းများစွာကိုတွေ့ရှိခဲ့တယ်လို့ဆိုကြပါတယ်မူရစ်စေအမျိုးမျိုးကိုတုံးခဲ့တဲ့အတွက်လက်တုံချင်းတွေကတက်သေးဖြစ်တယ်လို့ဆိုတဲ့သူကဆိုထားပြန်ပါတယ်သူမှာဝေးစီတစ်လုံးနဲ့ရှိပြီးတခြားသောယောဂပေါင်းစုံလည်းရှိခဲ့ပါသေးတယ်တဲ့17သူကလောက်ကျန်တက်ဖြတ်မှုပေါင်းများစွာကိုလွတ်မြောက်ခဲ့သူပါသူကလောက်ကျန်မှုပေါင်းများစွာကိုကြုံခဲ့ရသူဖြစ်ပါတယ်သူအသက်ကိုလောက်ကျန်ဖို့မိမြကျိုးပန်းခဲ့သည်ကိုတိတိကျကျမသိရပေမဲ့အနည်းဆုံးလောက်ကျန်မှုအကြိမ်20ကျော်ကိုလွတ်မြောက်ခဲ့တာတော့သိကြပါတယ်ဟစ်တလာဟာအဓိပတိမဖြစ်ခင်ကတည်းကအကြိမ်ကြိမ်လောက်ကျန်ခံခဲ့ရပါတယ်1921မြူနစ်ဘီယာခန်းမှာတွင်နိုင်ငံရေးပြိုင်ဘက်တွေနဲ့ရန်ဖြစ်ရင်တနက်နဲ့ပြစ်ခံခဲ့ရပါသေးတယ်တချို့သောလောက်ကျန်မှုတွေမှာဆိုရင်ဂျာမန်စစ်တပ်ကဗိုလ်မှူးကြီးတွေကိုယ်တိုင်ပါဝင်ခဲ့ကြတာပါ12ဟစ်တလာရဲ့တူတော်ဆက်သူဝီလီယံပတ်ထရစ်ဟစ်တလာကိုယ်တိုင်အမေရိကန်ရေတပ်နဲ့အတူသူ့ကိုရင်ဆိုင်ခဲ့တာပါမိသားစုရဲ့ပြဿနာတွေရဲ့လက်စားချေမှုတို့ကြောင့်ဝီလီယံဟာဂျာမနီကိုထွက်ပြေးခဲ့ပြီးဗီတိန်မှာစောင်းမတွေရေးခဲ့ပါတယ်သူ့ရဲ့အမိကြောင့်လက်နက်ကင်တပ်ဖွဲ့တွေကိုဝင်ရောက်ခွင့်တော့မရခဲ့ပါဘူး1939တွင်ဖိတ်ကြားချက်အရသူအမေရိကန်သို့ရောက်ရှိခဲ့ပြီးနောက်သမရရုစပယ်ထံအတနာခံခဲ့ပြီး1944မှာအမေရိကန်ရေတပ်ကိုဝင်ခွင့်ရခဲ့ပါတယ်ဦးလေးဖြစ်သူဟစ်တလာရဲ့တပ်တွေနဲ့တိုက်ခိုက်ရမှာဒဏ်ရာရခဲ့ပြီးတဲ့နောက်ခရမ်းရောင်နှလုံးသားဆိုတဲ့ဆုကိုချီးမြှင့်ခံခဲ့ရပါတယ်အခုပြောပြခဲ့တာတွေကတော့ဟစ်တလာရဲ့တည်ထားတဲ့အချက်တွေပါပဲသူဟာအရက်ဆက်ဆုံးအာဏာရှင်တယောက်အနေနဲ့ကမ္ဘာရာဇဝင်စာမျက်နှာတွေမှာနေရာယူထားဆဲဖြစ်တယ်လို့သူအကြောင်းသင်ခန်းစာယူစရာတန်ဝေကရစရာတွေအများကြီးပါနာဆင်သူအားလုံးအသိပညာတိုးတက်ကြပါစေ။